မင်္ဂလာပါ။ပေါင်းကြီးမျိုး၌ယဉ်စီကံလန်းစီကံအသိပညာပေးဟောပြောပွဲကျင်းပသည့်သတင်းကိုတင်ဆက်ပေးရှင်ပါတယ်။မင်္ဂလာ9ရက်နေ့2026အထူးဒေသရှောင်းရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့လူငယ်ရေးရာကော်မတီမှကြီးမှုကျင်းပသောယဉ်စီကံလန်းစီကံအသိပညာပေးဟောပြောပွဲအခမ်းအနားကိုယနေ့မေလ9ရက်နေ့မွန်းလွဲတနာရီအချိန်တွင်တောင်ကြီးမြို့တော်ခမ်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။အခမ်းအနားပထမပိုင်းတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးဆိုင်ထိန်စိုးကအဖွဲ့အမှာစကားပြောကြားခဲ့ပြီးအသိပညာပေးဟောပြောမိတောင်ဝင်ရှိသူနှုတ်အားအမတ်တရားလက်ဆောင်ပစ္စည်းများပေးအပ်ရှိမိခဲ့သည်ထို့နောက်တက်ရလာသူများအားယဉ်စီကံလမ်းစီကံဆိုင်ရာအသိပညာပေးဗီဒီယိုကလစ်များပြသခဲ့ပြီးဌာနဆိုင်ရာတောင်ဝင်ရှိသူများမှပြခန်းများကိုလက်လက်ကြည့်ရှုခဲ့ကြောင်းသိရှိရပါတယ်အခမ်းအနားဒုတိယပိုင်းတွင်ပညာပေးဟောပြောမှုများကိုဆက်လက်လုပ်ဆောင်ရာရှမ်းပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနမှဦးဆိုင်ကြည်တင်စစ်ဆေးရေးမှူးနှင့်ကရင်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများကိုဟောပြောပေးခဲ့ပြီးရှမ်းပြည်နယ်ရင်ထင်းရဲတပ်ဖွဲ့စုမှတူရဲမှူးဦးမျိုးတန်းကရင်တိုက်ခိုက်မှုအန်ဒီပေါင်းဆက်ကကွယ်ရှင်းခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောခဲ့သည်ထို့နောက်ဟောပြောပွဲတွင်တရားလာကြသည့်လူငယ်များနှင့်ဒေသခံမိဘပြည်သူများကတိရှိလိုသည့်များကိုပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြပြီးတာဝန်ရှိသူများကကန္တာအလိုက်ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်းသိရှိရပါသည်အဆိုပါအခမ်းအနားသည်ပြည်သူများတွင်ရန်တရဲလမ်းအန်တရဲကင်းဝေးစေရန်နှင့်စနစ်တကျမောင်းနှင်သွားလာတတ်သည့်အလိအကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်းသိရှိရပါသည်အခမ်းအနားသို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးဆိုင်ထိန်စိုးရှမ်းပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးစစ်ဆေးရေးမှူးနှင့်ဦးဆိုင်ကြည်တင်ရှမ်းပြည်နယ်ရင်ကြီးရဲတပ်ဖွဲ့မှဒုတိယရဲမှူးဦးမျိုးတန်းနှင့်ရင်ထင်းရဲတပ်ဖွဲ့ဝင်များရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များကျောင်းသားကျောင်းသူများသတင်းမီဒီယာအဖွဲ့များဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။နီယိုမီဒီယာကိုကြည့်ရှုအားပေးကြသောပရိသတ်များရှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။